နေ့တော့ exam မှာအခုလိုမျိုး map လေးတွေကိုဘယ်လို create လုပ်သွားမလဲဆိုတာလေးကိုပြောပြပါမယ်။အခုအသုံးပြုမဲ့ Excel ကတော့365 version ပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့မြန်မာ country ရဲ့ state and region alike ပြထားတဲ့လူဦးရေအရေအတွက် data လေးရှိပါတယ်။အဲ့တော့ million ပေါ့နော် population million data ကိုပြထားတာဖြစ်ပါတယ်။ရန်ကုန် region ဆိုရင် population ဘယ်လောက် မန္တလေး region ဆိုရင် population ဘယ်လောက်ဆိုပြီးတော့ data လေးရေးထားတယ်။အဲ့တော့ဒီ data လေးကိုမှမြေပုံပေါ်မှာသူ့ရဲ့ region alike state alike ရှိနေတဲ့လူဦးရေအရေအတွက်လေးတွေကိုပြချင်တာဖြစ်တယ်။အဲ့တော့အသုံးပြုရမယ့် chart ကတော့ insert menu တွေကမှ map ထဲက fill map ဆိုတဲ့ဒီ chart လေးကိုအသုံးပြုပြီးတော့ဆွဲပေးရမှာဖြစ်ပါတယ်။အဲ့ဒီ fill map ကိုသုံးမယ်ဆိုတဲ့အချိန်မှာကိုယ့်ရဲ့ region နာမည်တွေ state နာမည်တွေဒီ map engine ကသိနိုင်တဲ့ region နာမည် state နာမည်မျိုးဖြစ်နေရပါမယ်။အပေါ်မှာဆိုလို့ရှိရင်အခုရန်ကုန် region ရှိရပေါ့နော်။ရန်ကုန် region ကိုက map ပေါ်မှာ data ဆွဲခြင်းတယ်။ရန်ကုန် region ကို map ပေါ်မှာ data ဆွဲခြင်းတဲ့အတွက်ရန်ကုန်လို့ပဲရေးရုံလည်းမရပါဘူး။နောက်တစ်ခုရန်ကုန် region လို့ပဲရေးရုံလည်းမရပါဘူး။ဒါဆိုလို့ရှိရင် map engine ကအဲ့ဒီနေရာကိုသူမသိနိုင်ဘူး။မသိနိုင်တဲ့အတွက် map ပေါ်မှာသူကနေရာချပေးနိုင်မှာမဟုတ်ပါဘူး။အဲ့ဒီအတွက်ကြောင့်မလို့အခုလိုပုံစံမျိုးနဲ့အတိအကျရေးရပါမယ်။ဒီရန်ကုန် region ဒီသူ့ရဲ့country နိုင်ငံဒီဘယ်ကလာပါတယ်ဆိုတော့မြန်မာဆိုပြီးအခုလို format လေးနဲ့ရေးရပါမယ်အခုဆိုရင်မြန်မာပြီးရင် comma လေးခံပေးထားတယ်နောက်ရန်ကုန် region ဆိုပြီးရေးပေးထားတယ်ဒါဆိုသူ map engine ကသိသွားပြီပေါ့နော်မြန်မာ country တွေကရန်ကုန် region ကိုသူဒီ map ပေါ်မှာနေရာချပေးရတော့မယ်ဆိုတာကိုသိသွားပြီအဲ့လိုပဲကျန်တဲ့ region တွေ state တွေဆိုရင်လည်းအရှိမမြန်မာဆိုတာလေးကိုထည့်ပြီးရေးပေးရပါမယ်နောက်တတိထားမှာတော့နေပြည်တော်ပါနေပြည်တော်ကို region လို့ရေးမယ်ဆိုရင်သူမသိပါဘူး map engine ကမသိပါဘူးအဲ့တော့အခုလိုမျိုးမြန်မာနေပြည်တော် union territory ဆိုပြီးရေးရပါမယ်ဒါမှသာလျှင်သူ location ကိုသိမှာဖြစ်ပါတယ်အဲ့တော့ဒီလိုပုံစံနဲ့ data လေးပြင်ပြီးသွားပြီဆိုရင် data တွေကို selection ပေးလိုက်ပါပုံမှန် chart တစ်ခုဆွဲသလိုပါပဲဒီကို chart ဆွဲခြင်းနဲ့ data တွေကို selection ပေးမယ်ပြီးတာနဲ့ insert menu တွေက map ထဲကမှ fill map ကိုရွေးလိုက်ရုံပါပဲဒါဆိုလို့ရှိရင်သူဒီအခုလိုမျိုး map လေးတစ်ခုရလာပါလိမ့်မယ်မြန်မာ country ကိုပြထားတဲ့ map လေးပေါ့နော်အဲ့ဒီမြန်မာ country ကိုမှကိုထည့်ထားတဲ့ state တွေ region တွေကိုသူဒီ border လေးတွေနဲ့သက်ဆိုင်ရာ state region တွေကိုအခုလိုမျိုးလေးပြပေးနေမှာဖြစ်တယ်ပြီးတော့သူက default အနေနဲ့ဆိုလို့ရှိရင်ကိုဒီမှာထည့်ထားတဲ့ population လူဦးရေအရေအတွက်ကိုသူကအယောက်200သုံးပြီးသူပြပေးထားပါတယ်အများဆုံးလူဦးရေဖြစ်တဲ့7.36 ပေါ့နော်9တန်းကျော်ကနေအနည်းဆုံးလူဦးရေနံပါတ်ဖြစ်တဲ့ 0.4 ဆိုတော့4သိန်းပေါ့နော်9တန်းကျော်ကနေ4သိန်းအထိကိုသူဒီအယောက်200သုံးပြီးတော့အရင်အဖြောအယောက်200သုံးပြီးတော့မှဒီ state and region တွေကို fail လုပ်ပေးထားပါတယ်အဲ့တော့ဒီ color တွေနဲ့ပတ်သက်ပြီးကိုကပြင်ချင်တယ်ပေါ့နော်အခုလက်ရှိဒီအပြာရောင် color ကိုမသုံးချင်ဘူးတခြား color ကိုသုံးချင်တယ်တခြား color ပြောင်းချင်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောင်းလို့ရလဲဆိုတော့ map လေးပေါ်မှာ right click နှိပ်လိုက်မယ်ပြီးတာနဲ့ format data series တဲ့ကိုသွားမယ် format data series ရဲ့ညာဘက်ကပေါ်လာတဲ့ဒီ pane လေးတွေကမှအောက်မှာ series color ဆိုတာရှိတယ် series color တွေကမှသူရွေးချယ်လို့ရတာနှစ်ခုရှိရပေါ့နော် sequential 2 color နဲ့ divergent 3 color ဆိုပြီးတော့ color နှစ်ခုရှိရ sequential ဆိုရင်သူကအယောက်200သုံးပြီးတော့ state and region ရဲ့သူရှိရဲ့ population အရေအတွက်ကိုမှ colorအရင်အနုနဲ့သူပြပေးသွားတာပေါ့နော်နောက်တစ်ခု3 color ဆိုလို့ရှိရင်တော့3ရောင်သုံးပြီးတော့ပြပေးသွားမှာဖြစ်တယ်အဲ့တော့ကို3ရောင်3 color ကိုရွေးလိုက်မယ်ပေါ့နော်3 color ကိုရွေးလိုက်တဲ့အခါကျရင်ကိုကဘာတွေထပ်ရွေးလို့ရသေးလဲဆိုတော့ minimum lowest value အတွက်ဆိုရင်ဘာ color သုံးချင်လဲ alert value အတွက်ဘာ color သုံးချင်လဲ highest value အတွက်ဘာ color ကိုသုံးချင်လဲဆိုတာဒီမှာရွေးလို့ရပါတယ်အဲ့တော့အခုဒီမှာရွေးလိုက်မယ် lowest value အတွက်ဆိုလို့ရှိရင်ဒီအဖြော်လေးသုံးလိုက်မယ် middle value အတွက်now highest value အတွက်အဓိကတော့ orange color ကိုမှအခြေခံပြီးတော့အရင်အနုလေးတွေသုံးသွားလိုက်တာပေါ့နော်အဲ့တော့သူဒီ9တန်းကနေမှ9တန်းကျော်ကနေမှ3တန်းကျော်အထိပေါ့နော်3.88 အထိဆိုလို့ရှိရင်ဒီမှာပြထားတဲ့အရာတွေသုံးပြီးတော့သူက state and region တွေကိုချဲ့သွားမယ်နောက်3တန်းကျော်ကနေ4သိန်းအတွင်းဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့အယောင်ကာလာဒီဖြော့တဲ့ဘက်ကိုရောက်သွားလိမ့်မယ်ပေါ့နော်ဒီလိုမျိုးလေးသူကာလာချဲ့ထားပါတယ်
နောက်တစ်ခုကဘာလုပ်အောင်မလဲဆိုတော့ဒီ map area မှာအခု automatic ဖြစ်နေတယ်ဒီချိန်မှာဘာကိုရွေးမလဲဆိုတော့ only region with data ဆိုတာကိုရွေးပါမယ်ဒါဆိုလို့ရှိရင်သူဒီ region တစ်ခုလုံး state တစ်ခုလုံးကိုသူက color အပြည့်တွေခြယ်ပေးသွားမှာဖြစ်တယ်ပြီးရင်နောက်တစ်ခုကကြတော့ဒီ map မှာရှိနေတဲ့ region state တွေကိုအခုက point ထောက်လိုက်တယ်ဆိုရင်ပုံမှန် chart ကအလုပ်လုပ်ပေးတယ်လို့ပဲဒီသက်ဆိုင်ရာအစိတ်အပိုင်းရဲ့ series name နဲ့ value ကိုအခုလိုမျိုးလေးလာပြပေးလိမ့်မယ်။မှာဒါဆိုလို့ရှိရင် Kachin state ဆိုသူ့ value က 1.69 နောက်တစ်ကောင်ဆိုလို့ရှိရင် Shan သူ့ရဲ့ value က 5.82 ဆိုပြီးတော့ဒီလို data လေးတွေလာပြပေးတယ်ပေါ့နော် 2 tip လေးနဲ့လာပြပေးတယ်။အကယ်၍များကိုကဒီ state region မှာဒီလို 2 tip အစား data label အနေနဲ့ကဏ္ဍလေးတွေမြင်ချင်တယ်ဆိုလို့ရှိရင်မလုပ်လို့ရလဲဆိုတော့ chart ပေါ်မှာ right click နှိပ်လိုက်မယ် add data label ကိုရွေးလိုက်မယ်ဒါဆိုလို့ရှိရင် state and region တွေကိုသူ့ရဲ့သက်ဆိုင်ရာ population number လေးတွေက data label အနေနဲ့တက်သွားတာကိုတွေ့ရလိမ့်မယ်အဲ့တော့သူကရှိတဲ့ state တွေ region တွေအားလုံးကိုတော့ data label မပြနိုင်ဘူးဘာကြောင့်လဲဆိုတော့တချို့ state တွေတချို့ region တွေက data label ပြဖို့ရာအတွက်အရန် site ကသေးနေလို့တော့သူမပြပေးနိုင်ဘူးเนาะအဲ့လိုမျိုး state region တွေဆိုလို့ရှိရင်เนาะဒီလိုမျိုး point လေးတွေတင်ပြီးတော့မှ mouse pointer လေးကိုဒီလိုမျိုးလေးတွေတင်ပြီးတော့မှကြည့်လို့ပဲရပါလိမ့်မယ်အဲ့တော့ဒီ chart ဒီ population by state and region ဖြစ်ပါတယ်ပြီးရင်နောက်ထပ်တစ်ခုထပ်ဆွဲကြည့်ပါမယ်နောက်တစ်ခုကကြတော့ဒီ country alike population data ရှိရပေါ့ country alike population data ကိုလည်းဒီလိုပဲ map အနေနဲ့ဆွဲခြင်းနဲ့ဒါဆို data တွေကို selection ပေးမယ် insert ထဲက map ထဲက fill map ကိုရွေးမယ်ဒါဆိုလို့ရှိရင်မြေပုံလေးရလာပြီသူ့ရဲ့မြေပုံက wall map ကိုပြနေတယ်ပေါ့နော်ကဘာလုံးဆိုင်ရာမြေပုံပုံစံမျိုးဖြစ်နေတယ်ကိုတကယ်တမ်းကြည့်ချင်တာကြတော့ဒီရှိတဲ့ country 5ခုရဲ့ data ကိုပဲဒီ chart လေးမှာမြင်ချင်တာဖြစ်တယ်အဲ့ဒီအခါကြလို့ရှိရင်မလုပ်မလဲဆိုတော့ chart ပေါ်မှာ right click နှိပ်မယ် format data series တဲ့ကိုဝင်မယ် map area မှာဘာပဲရွေးမလဲဆိုတော့ only region with data ဆိုတာကိုပဲရွေးလိုက်မယ်ဒါဆိုရင်သူဒီကိုယ့်ရဲ့ data ထဲမှာရှိနေတဲ့ country ရဲ့country တွေကိုပဲသူက map ထဲမှာအခုလိုမျိုးလာပြပေးနေမှာဖြစ်တယ်အဲ့တော့ဒီကောင်ကကြတော့ population by country ကိုပြတာဖြစ်ပါတယ်ဒီမှာလည်းအဲ့လိုပဲ color လေးတွေပြောင်းပြီးတော့ချဲ့ခြင်းနဲ့ဆိုလို့ရှိရင် format data series တွေကိုပြန်ဝင်လိုက်မယ် series color တွေကမှကိုပြခြင်းနဲ့ color လေးဒီမှာရွေးလို့ရတယ်ဒီမှာဆိုရင်တော့အစိမ်းရောင် color ကို base ထားပြီးတော့ပြသွားလိုက်မယ်နောက်တစ်ခု data label တက်ခြင်းနဲ့ add right click နှိပ်ပြီးတော့ add data label ဆိုလို့ရှိရင်သူဒီ country တစ်ခုချင်းစီရဲ့သူ့ရဲ့သက်ဆိုင်ရာ population number လေးတွေကိုအခုလိုပြပေးသွားမှာဖြစ်တယ်အဲ့တော့ဒါက fill map ကိုအသုံးပြုပြီးတော့မှ Excel ထဲမှာအခုလိုမျိုး map chart လေးတွေတိစောက်သွားတာဖြစ်ပါတယ်